မိတ်ဆွေတို့ထိုင်းပစ္စည်းကိုမြန်မာကိုပို့မယ်မြန်မာကပစ္စည်းကိုထိုင်းကိုသွင်းပြီးတော့ရောင်းမယ် trading လုပ်ငန်းကိုလုပ်ချင်ကြတယ်ဒါပေမဲ့မိတ်ဆွေတို့မိကုန်းတစ်ခုမေးပြရစီမိတ်ဆွေကကာကိုသမားလုပ်ချင်တာလားဒါမှမဟုတ် international trader လုပ်ချင်တာလားကာကိုသမားဆိုရင် Facebook ပေါ်မှာ page ထောင်ပစ္စည်းဝယ်ကားတစ်ပေးလိုက်ရင်ပြီးပါပြီဒါပေမဲ့ဒါဟာရရှိမှာမှောင်ခိုပါsmuggling လို့ခေါ်ပါတယ်အကောက်ခွန် customer မိတဲ့တနေ့ကျရင်ပစ္စည်းရောလူပါဒုက္ခရောက်နိုင်ပါတယ် international trader တယောက်လုပ်မယ်ဆိုရင်တော့ company ထောင်ရပါမယ် license ယူရပါမယ်အခွန်ဆောင်ရပါမယ်ဗျဒါပေမဲ့ဒီမှာပြဿနာကြီးတစ်ခုရှိတယ်ထိုင်းမှာ trading လုပ်ငန်းလုပ်ရင် foreign business app FBA ရှာနိုင်ငံခြားသားက49%ပဲပိုင်ဆိုင်ခွင့်ရှိပါတယ်ကိုပစံကိုရှင်းပြီးတော့ထိုင်းနိုင်ငံသားကိုပါတနာကို50%ပေးရမှာဘယ်သူမှမလိုလားပါဘူးဒါဆိုရင်100%ပိုင်ဆိုင်ခွင့်ရမယ်နီလန်းတွေရောမရှိတော့ဘူးလားရှိပါတယ်အဲ့ဒါက BOI TISO ပါဒီနေ့ဗီဒီယိုမှာ10မိနစ်တော့ချိန်ပေးပါ JV Joint Venture နဲ့ BOI ပါတယ်ကွာလေ TISO ကဘာလဲအခွန်ဘယ်လိုဆောင်ရမှာလဲအခွန်ခရီးစီးတွင်ကြရှင်းပြပေးပါမယ်ပထမဆုံးအချက်ကတော့ company အမျိုးအစားပါဗျထိုင်းမှာ import export လုပ်ဖို့ company 2မျိုးရှိပါတယ်နံပါတ်1ကတော့ Thai Company Limited Joint Venture ပါဗျဒါကလူသုံးအများဆုံးလမ်းကြောင်းပါမိတ်ဆွေကတာမန်လက်လီလက်က retail နဲ့ wholesale ဖြန့်ချီသက်သက်ပဲလုပ်မယ်ဆိုရင်ဒီလမ်းကြောင်းကအလွယ်ဆုံးပါ company structure အရမိတ်ဆွေက 49% ကိုပိုင်ဆိုင်မယ်ထိုင်းနိုင်ငံသားက51%ကိုပိုင်ဆိုင်မယ်ဗျနိုင်ငံခြားသားတယောက် work permit ရဖို့အတွက်မတည်ရင်းနှီးငွေဘယ်နှစ်တန်ပြရပါမယ်ထိုင်းပါတနာကကိုအမိခံဖြစ်နေခဲ့ဆိုရင် company အသိမ်းခံရနိုင်ပါတယ်ဒါကြောင့် preference share ဦးစားပေး share အနေနဲ့ voting power ကိုထိန်းချုပ်ထားမှစိတ်ချရတာပါတရားတစ်ခုနံပါတ်2က BOI company ပါ100% foreign own ပိုင်ဆိုင်ခွင့်ရှိပါတယ်ဒါကထိုင်းအစိုးရပေးတဲ့ကဏ္ဍတွေအတွက်ပါပဲတာမန် trading ဥပမာအင်ဂျီရောင်းမုံရောင်းဆိုရင်တော့ BOI မရပါဘူးဒါပေမဲ့မိတ်ဆွေရဲ့လုပ်ငန်းကစက်ပစ္စည်း machinery engineering နဲ့ဆက်စပ်နေတယ်ဆိုရင်တော့ TISO လို့ခေါ်တဲ့ category နဲ့100%ပိုင်ဆိုင်ခွင့်ရှောက်လို့ရပါတယ် TISO ဆိုတာဘာလဲဒါဆိုရင်အဲ့ဒါကိုလေ့လာကြည့်ရအောင် trading သမားကြီးစိတ်ဝင်စားမယ် TISO ကအရှိကောက်က Trade and Investment Support Office ကုန်သွယ်မှုနဲ့ယင်းနှီးမှုအထောက်အကူပြုရုံးဖြစ်ပါတယ်ဗျ TISO ဟာထုတ်လုပ်မှု manufacturing မဟုတ်ဘဲဝန်ဆောင်မှုပေးတဲ့ company တွေကို100%ပိုင်ဆိုင်ခွင့်ပေးတဲ့ category ပါဗျ trading သမားတွေအတွက်ဘယ်နေရာမှာအကျုံးဝင်လဲဆိုတော့နံပါတ်1 wholesaling of the machinery စက်ပစ္စည်းအကြီးတွေစက်ရုံသုံးစက်ကိရိယာအကြီးတွေလျှက်စစ်ပစ္စည်းတွေကိုတင်သွင်းပြီးလက်ကဖြန့်ဖြူတာမျိုးပါနံပါတ်2ကတော့ machinery instrument and maintenance ပါပစ္စည်းတွေကိုသွင်းရုံပဲမကဘူးလိုက်လံတက်ဆင်ပေးတာတွေပြုပြင်ပေးတာတွေ maintenance လုပ်ပေးတာတွေပါနံပါတ်3ကတော့ engineering service ပါ engineer တွေကနေပြီးတော့ဝန်ဆောင်မှုပေးတာပါ TISO ရရင်ဘာအချိုးထူလဲနံပါတ်1 100% ownership ရပါတယ်ထိုင်းပါတနာပါစရာမလိုတော့ပါဘူးနံပါတ်2က land ownership ရုံးခန်းဆောက်ဖို့မြေဝယ်ခွင့်ရှိပါတယ်နံပါတ်3က visa and work permit နိုင်ငံခြားသားကျွမ်းကျင်ဝန်ထမ်းကိုခေါ်ယူတာကိုတာမှုစရာမလိုတော့ဘူးခေါ်ခန့်လို့ရတယ် TISO ကကောင်းတယ်ဒါပေမဲ့ဈေးကြီးတယ် start အသေးလေးတွေရှောက်လို့မရဘူး BOI ရဖို့ကအဓိကလိုအပ်ချက်2ချက်လိုပါတယ်
နံပါတ်1ကတော့10 million bet rules TISO ရဖို့အတွက် company ရဲ့တစ်နှစ်တာလက်ပတ်စရိတ် selling and admin expense ဥပမာလာစာရုံးခန်းငှားက marketing စရိတ်စတာတွေအတွက်အနည်းဆုံးဘတ်10တန်းမြန်မာငွေ3,000ခွဲဝန်းကျင်ရှိရပါမယ်။သတိထားပါဒါကအရင်အနည်း10တန်းပြရုံနဲ့မရပါဘူး။တစ်နှစ်ကို10တန်း3ပြရမှာပါ။နံပါတ်2ကတော့ solid business plan ရှိရပါမယ်။နံပါတ်3ကတော့တစ်နှစ်စာစီးပွားရေးစီမံကိန်း business plan ဘယ်သူတွေကိုရောင်းမလဲ။ဤပညာတွေဘယ်လိုလွှဲပြောင်းပါလဲ technological transfer တွေဘယ်လိုလုပ်မလဲဆိုတာတွေ BOI အရာရှိတွေရှိမှာ presence လုပ်နိုင်ရပါမယ်။ဒါကြောင့်မိတ်ဆွေကဘတ်10တန်းသုံးနိုင်တဲ့တကယ် player ဆိုမှ TISO ကိုစဉ်းစားပါမဟုတ်ဘူးဆိုရင် GV လမ်းကြောင်းကပဲစတာပိုကောင်းပါတယ်နောက်တစ်ခုကတော့ test နဲ့ operation ဘိုင်းကိုပြောပြပေးမှာဖြစ်ပါတယ် company ရပြီဆိုတာနဲ့ပြီးပြီလားမပြီးသေးပါဘူး import export မှာအရေးကြီးဆုံးကတော့ compliance ပါပဲဥပဒေလိုက်နာမှုပါနံပါတ်1ကတော့ license အကောက်ခွန်ဌာနမှာ company မှတ်ပုံတင်ရမယ် import export လုပ်ရမယ်အကုန်လုံးကစာရွက်စာတမ်းတွေကို paperless e-system သုံးလာပါပြီအစားအသောက်မှာဆိုရင် FDA တတိမှာဆိုရင် agriculture စက်ပစ္စည်းမှာဆိုရင် TISI စံချိန်စံညွှန်းတွင်းမဲ့ပစ္စည်းအလိုက် license မရှိရင်စိတ်ကမ်းမှာပစ္စည်းအသိမ်းခံရပါမယ်နံပါတ်2ကအခွန်အခါတွေ import duty ပစ္စည်းအမျိုးအစားလိုက်အကောက်ခွန်ဆောင်ရပါမယ် foundation ရှိတယ်ဆိုရင်တန်တာပါမယ် VAT 7% ဒါကိုသတိထားပါပစ္စည်းတန်ဖိုး plus အကောက်ခွန်ပေါင်းထားတဲ့တန်ဖိုးရဲ့ 7% ကိုစိတ်ကမ်းမှာချက်ချင်းဆောင်ရပါမယ် corporate tax နှစ်ကုန်လို့အမြတ်ကျန်ရင်အမြတ်က 20% ကို company ခွန်အနေနဲ့ဆောင်ရပါမယ် TISO ကများသောအားဖြင့် tax holiday မရပါဘူးပိုင်ဆိုင်ခွင့်ပဲရတာပါဗျကာကိုပို့တယ်လို့ပြီးဆိုလဲလုပ်လို့မရပါဘူးစည်ရင်းစီကတိကျမှုရှိမှ VAT ပြန်တောင်းလို့ claim လို့ရမှာပါဗျဒါဆိုရင်ဘယ်ကစမလဲ roadmap ချပြပေးပါမယ်မိတ်ဆွေတို့ကဘယ်ကစမလဲလုပ်ငန်းစဉ်ကဒီအတိုင်းသွားပါမယ် step 1 company မျိုးစားကိုရွေးချယ်ပါ joint venture လား BOI လား step 2 company မှတ်ပုံတင်ပါဘဏ်အကောင့်ဖွင့်ပါ step 3 VAT မှတ်ပုံတင်ပြီး custom paperless စနစ်ထဲကိုဝင်ပါ step 4ကိုသွင်းမဲ့ပစ္စည်းအတွက်သက်ဆိုင်ရာ license FDA license တွေကိုကြိုလျှောက်ထားပါ step 5ဒါတွေအကုန်လုံးပြီးမှပထမဆုံး shipment ကိုစသွင်းပါမိတ်ဆွေတို့အများစုက step 5ကိုအရင်လုပ်ကြပါတယ်ပစ္စည်းတွေရောင်းမှ license တွေလိုက်လို့တော့တံမွေဆောင်ကပစ္စည်းတွေပစ္စည်းနဲ့ရှုံးကုန်ကြတာပါမိကုန်းချုပ်ရရင် import export ဆိုတာဝင်ငွေချမ်းသလောက်စားရစာတမ်းကအရှုပ်ဆုံးပါအကောက်ခွန်ပြဿနာအခွန်ရုံးပြဿနာမတက်ချင်ဘူးဆိုရင် professional ကြစနစ်တကျလုပ်တတ်မှရမှာပါမိတ်ဆွေက GV နဲ့ပဲတော့ BOI နဲ့ပဲတော့ TISO ပဲရှောက်အောင်မြတ်သူစီမှာ import export one stop service ရှိပါတယ်ကုမ္ပဏီထောင်ခြင်း BOI TISO business plan ရေးဆွဲပြီးခြင်း custom နဲ့ FDA license တွေကိုရှောက်ထားခြင်းလာစဉ်စည်ရင်းကိုင်နဲ့အခွန်ဝန်ဆောင်မှုတွေပါ A to Z ကာကြီးကနေအားအထိအစအဆုံးတာဝန်ယူပေးပါတယ်မိတ်ဆွေတို့ကဈေးကွက် market ကိုပဲအာရုံစိုက်ပါ operation ကိုကျွန်တော်တို့ကိုလွှဲပေးလိုက်ပါအခုပဲ message ပေါင်းမှာ trading သို့မဟုတ် BOI လို့ရှိပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်အောင်မြတ်သူပါဗျဒီလိုမျိုး informative ဖြစ်တဲ့ video ကို share ပေးသွားမှာဖြစ်ပါတယ်အားကြောင့် like and follow လေးလုပ်ပေးသွားပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်